1954 ခုနှစ်မှာ Godzilla လို့ခေါ်တဲ့ကမ္ဘာဦးအဆက်ကလေးကရှိခဲ့တဲ့ထိပ်တီးသားရဲကြီးတကောင်ကိုတတ်ဖို့အတွက်လူသားတွေဟာနျူကလ িয়ার ဘုံနဲ့ကျွန်းတကျွန်းကိုမြားခေါ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒါဟာတကယ်တော့အစပြိုချင်းသာရှိပါသေးတယ်။1996ခုနှစ်မှာတော့ Monarch အဖွဲ့ကသိပ္ပံပညာရှင် Serizawa နဲ့ Vivian တို့ဟာဖိလစ်ပိုင်ကပြိုကျနေတဲ့ Uranium မိုင်းတွင်းတစ်ခုထဲမှာအေယာမအယိုးစုကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမှာထူဆန်းတဲ့ပိုးအိမ်တစ်ခုကိုတွေ့ရပြီးတစ်ခုကတော့ပေါက်ဖွားပြီးသားဖြစ်ကပင်လယ်သေးကိုဦးတည်သွားတဲ့လမ်းကြောင်းတစ်ခုကျန်ရစ်ထဲပါတယ်။တစ်ချိန်တည်းမှာပဲဂျပန်နိုင်ငံက Janjira Nuclear စက်ရုံမှာပုံမှန်မဟုတ်တဲ့ငလင်လုခတ်မှုတွေဖြစ်လာပြီးစက်ရုံမူ Joe Brody ရဲ့ဇနီး Sandra အပါအဝင်နီးပညာရှင်အဖွဲ့ဟာစက်ရုံပြိုကျမှုအတွေ့ပိတ်မိပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။15နှစ်အကြာမှာတော့ Joe ရဲ့သား Ford ဟာ American ရေတပ်ဘုံရှင်လီအရာရှိဖြစ်နေပါပြီ။သူ့ဖခင် Joe ဟာစက်ရုံပျက်စီးရတဲ့အကြောင်းရင်းအမှန်ကိုရှာဖို့ကြိုးစားရင်းတားမြစ်နယ်မြေတဲ့ကျူးကျော်လို့အဖမ်းခံရပါတယ်။ Ford ဟာဖခင်ဖြစ်သူနဲ့အတူစက်ရုံဟောင်းတွေကအချက်အလက်တွေတွားယူတာမှာတော့အစိုးရကဖုံးကွယ်ထားတဲ့လွှတ်ဝှက်ချက်ကြီးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီစက်ရုံဟောင်းထဲမှာနျူကလ িয়ার တိုက်ရောင်ကြီးတွေကိုစားသုံးပြီးကြီးထွားနေတဲ့အေယာမပိုးအင်းကြီးတစ်ခုရှိနေတာပါ။မကြခင်မှာတဲ့အတောင်ပံပါတဲ့မူတိုလို့ခေါ်တဲ့တရဝါစန်းကြီးယုံထွက်လာပြီးစခန်းတစ်ခုလုံးကိုဖျက်ဆီးကထွက်ပြေးသွားပါတော့တယ်။ဒီဖြစ်ရမှာဂျိုးဟာပြင်းထန်တဲ့ထန်ရနဲ့တေဆုံးသွားခဲ့ပါတယ်။ Serizawa တို့ပါ Ford ကိုပြောပြတာကတော့1954ခုနှစ်မှာနျူကလ িয়ার စမ်းသပ်မှုတွေဟာတကယ်တော့ Godzilla ကိုတပ်ဖို့စ조사ခဲ့တာဖြစ်ပြီးမအောင်မြင်ခဲ့တာကြောင့် Monarch စီမံကိန်းကိုလွှဲဝှက်တီထောင်ခဲ့တာဖြစ်ပါတယ်။မူတိုဟာဟာဝိုင်အီမှာနျူကလ িয়ার ဓာတ်စာတွေစားသုံးနေစဉ် Godzilla ရောက်ရှိလာပြီးပထမအကြိမ်ထိတ်တိုက်တွေ့ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေထိလိုက်ရတာကဒီမူတိုဟာနီဗာဒါမှာရှိတဲ့အခြားမမူတိုတစ်ကောင်နဲ့မိတ်လိုက်ဖို့ဆက်တွေ့နေတာပဲဖြစ်ပါတယ်။စစ်တပ်ကနျူကလ িয়ার ဘုံကိုအသုံးပြုပြီးတရဝါအားလုံးကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့အစီအစဉ်တွေလွဲချော်ခဲ့ပါတယ်။ San Francisco မြို့လယ်ကောင်းမှာ Godzilla နဲ့မူတိုငှက်ကောင်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။ Ford နဲ့အထွေကမြို့တဲကိုလေဒီညစ်ခုံဆင်းပြီးမူတိုဒီညစ်အတိုက်ကိုဖျက်ဆီးကနျူကလ িয়ার ဘုံကိုဖယ်ရှားကိုစ조사ခဲ့ကြပါတယ်။ Ford ကမူတိုအတိုက်ကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် Godzilla ဟာအခွင့်အရေးရသွားပြီးမူတိုတွေကိုအနိုင်ယူနိုင်ခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့ Ford ဟာသူ့မိသားစုနဲ့ပြန်လဲဆုံတွေ့နိုင်တယ်လို့ Godzilla ဟာလည်းပြန်လဲနိုးထွားလာပြီးပင်လယ်ထဲကိုပြန်လဲဝင်ရောက်သွားပါတော့တယ်။ကမ္ဘာသတင်းဌာနတွေကတော့ Godzilla ကိုမြို့တော်ရဲ့ကယ်တင်ရှင်နဲ့တားရဲများရဲ့ပရင်လို့ဂုဏ်ယူကြေညာလိုက်ပါတော့တယ်။